ရီးယားဘက်ကသူကကြာဆုံးတာကစုစုပေါင်း61ယောက်61ယောက်အလောင်းရနော်ကိုယ့်ဘက်ကကြာတာကိုယ့်ဘက်ကမကောက်နိုင်တော့လေတနေ့တနေ့တော့မကောက်နိုင်ရှေ့မှာကြံခဲ့တာအေးကိုသူရှေ့မှာကြံခဲ့တာ61ယောက်ကြာဆုံး50ကျော်ဒဏ်ရာရ50ကျော်ခံမှန်ဒဏ်ရာရပါတော့နောက်ရတဲ့တနက်တွေက M27 6လက် M16 3လက်40မမ5လက်ဆက်သွယ်ရေးဆက်9လုံးနောက်ပြီးတော့ဟမ်ဘရီကိုကဲမှုရင်တစီကားတွေပါသိမ်းမိတာကိုယ့်ဘက်ကသူတို့ကိုယ်လာတိုက်တာလေအဲ့တော့သူတို့အဲ့ဒါတွေထားခဲ့ပြီးတော့အလောင်းတွေလည်းမကောက်နိုင်ဘူးပြေးရတာဆင်းပြေးတော့ကိုယ်စီကအမတနက်တွေဆင်းဆွဲဘာတွေဆင်းဆွဲတော့ဒါတွေရတာပေါ့နော်နောက်ကိုယ့်ဘက်ကတော့အဲ့မှာအရာရှိစစ်တီ15ဦးကြာဆုံးတယ်ကိုယ့်ဘက်ကကြာဆုံးတယ်နောက်ပြီးတော့12ဦးဒဏ်ရာရတယ်နောက်ပြီးတော့တာရှိလိတ်ကပြည်သူ3ဦးပေးတယ်ပြည်သူ15ဦးဒဏ်ရာရတယ်အော်ဒီပေါ့ထိခိုက်တွေတော့ရှိတာထိခိုက်တွေတော့ရှိတာပေါ့နော်အဲ့တော့ဟိုကဒါမျိုးအလောင်းလက်နဲ့ရဖို့ဆိုတာလေကျွန်တော်တို့ပြည်တွင်းတိုက်ပွဲတွေမှာတော့မရှိဘူးနောက်တစ်ခုကကျွန်တော်စဉ်းစားကြည့်တယ်တရားလေးကြာတယ်တာဝေကလည်းရတယ်တိုက်ပွဲရဖြစ်တာတရက်ထဲဖြစ်တာတည်တဲ့ကောင်တွေကဘဝအောင်မကူရသေးဘူးဘဝကူတော့နေ့တော့မကူသေးဘူးဒီမှာငင်းငင်းစာချုပ်ကချုပ်လိုက်ရပြီနော်စာချုပ်ချုပ်လိုက်ရပြီနော်အဲ့တော့ဒီကောင်လေးဟိုကျွန်တော်ကသူတို့သေနေတလန့်နေမှာတောက်ပြားထခေါင်မှာတော့မလဲထမြပစ်ချင်ဘယ်လိုလုပ်ဖြစ်မလဲပေါ့နော်ငါတော့ဘဝမကူရသေးဘူးပြောချင်တာသူတို့ရဲ့ခေါင်းဆောင်လေးဘာလို့ဆုံးဖြတ်ချက်တွေနဲ့မှားရင်းစွာဒီနိုင်ငံကိုကျူးကျော်ဖို့ဆုံးဖြတ်ချလိုက်တာလဲပေါ့နော်ဒါကျူးကျော်စစ်ပဲကျူးကျော်စစ်ပဲအဲ့တော့ဒီကိုဘက်ကတော့ခုနကလိုပြောတဲ့တက်ကဲစီလုံးညင်မှုပဲနောက်ပြီးတော့ပြည်သူတွေရဲ့ပူပေါင်းပါဝင်မှုပဲဒီဟာတွေနဲ့ပြီးလေတက်ကဆွမ်းရည်တက်တီတွေနဲ့လေတက်ကဆွမ်းရည်တက်တီတွေနဲ့လာကိုစီကလူတွေစိတ်တက်ကောင်းကောင်းနဲ့ပြီးတော့ကိုကဲမှုကောင်းကောင်းနေနဲ့ဒါတွေသွားတဲ့အတွက်ကိုညီတလက်မ10 cm မှာတော့မပေးလိုက်ရပါဘူးပြီးတော့ချင်းအထိခိုက်ကြဆုံးပါတော့ပန်းနိုင်ပေါက်တာမဟုတ်တဲ့ကိုဘက်ကအကြဆုံးတော့ရှိတယ်ပြီးတော့အကြဆုံးချင်းရှင်တော့ကိုဘက်ကအမျက်တွေအများကြီးရှိတာပေါ့နော်အဲ့တော့ဒါဒီအလုံးတောင်းတနေတာ O7 တိုက်ပွဲကဒါသူဖြစ်စဉ်အမှန်ပဲအဲ့ဒါရဲ့အရှိန်ကြောင့်လဲနောက်ပိုင်းမှာထိုင်းတက်မလို့မြန်မာတက်မလို့ရန်စတာတွေဘာကြီးတိတ်မလို့ရတော့ရှိန်သွားတယ်လို့လည်းပြောရမယ်နော်ဒါပေါ့မှန်တာပေါ့ခဏအဲ့ဒီမှာခဏဖြစ်သေးတယ်နောက်ဟိုဘက်ဇာတကြီးကျိုးဘက်မှာရေတိုက်နဲ့ဖြစ်တဲ့ပြဿနာလည်းရှိတယ်အဲ့ဒါလည်းဒီပတ်ဝန်းကျင်မှာဖြစ်တာလေအဲ့ချိန်တော့သူကတော့ဒီချာလီပင်လက်ထက်မှာတအားတင်းလို့ဆန်းတာဘာမှလည်းတူလို့ဆန်းတာပေါ့လေဒီသက်စင်ရောက်လာတဲ့ခါကျမှပြီးသွားတယ်သက်စင်ရောက်တဲ့ခါမှာငြိမ်သွားတာသက်စင်နဲ့ငြိမ်သွားပြီးတော့မှကျမှထိုင်းနဲ့မြန်မာနဲ့ဆက်ထိုင်းတက်တယ်နဲ့မြန်မာတက်တယ်ဆက်ဆံရေးပို့ပြီးတော့ပိုကောင်းလာတာအဲ့တော့ချာလီပင်လက်တုန်းကအဆင်မပြေဘူးဒါပေမဲ့ချာလီပင်လက်တုန်းကသူကဘသူကခံတယ်ဆိုအဲ့တုန်းကချာပလစ်ကြောင်ဆိုင်ယူကခံနေတာဘိုးကြီးချာပလစ်ကြောင်ဆိုင်ယူကအဲ့ချိန်တော့ဘိုးကြီးစောမောင်းတို့ဘောင်းတွေကသူကအဆင်ပြေရပါတော့အဲ့တော့အခုဒီ O7 ဖြစ်စဉ်မှာဒါအခုပြန်ပြီးတော့အနစ်ချုပ်လိုက်လို့ရှင်ဟုတ်လားပထမတစ်ချက်ကပြောချင်တာဘိုးကြီးသိမ့်စိန်နော်နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်ကြည့်တော့အေးပါတယ်ဟလာဦးသိန်းစိန်ကြီးပြော့ပါတယ်မထင်ပါနဲ့နော်တဲစစ်ဘာလဲတောင်ကုန်းကြပါရင်မေးချုပ်တယ်ပြန်လာတယ်လို့မင်းကလည်းဘုံစက်တော့ဒါကဆောင်မေးယူပြပြတာဒါဒီစက်ပြတ်သားတဲ့အမေမရှိတော့နောက်တစ်ခါခုနပြောတဲ့ဟဲ့အောင်မေးဘလို့လို့ဟိုလို့မပြောဘူးမင်းဘာလုပ်မှလဲမင်းဘာလုပ်ချင်ပါလဲမင်းကိုချနေမင်းဘာလုပ်မှလဲပြောချင်တာလုပ်ချင်တာလို့ဒါပဲငါပြန်မယ်မင်းလောက်ခွင့်ပေးလိုက်မင်းမဲဆောက်ပဲတက်သိန်းဟလာဘဲပဲတက်ဘာပဲလို့တော့O7 မကြရင်ပြီးရောO7 မကြတယ်အေးဒါအမိတ်ပြက်ပေးရတယ်ကိုရှိုးကလူချက်ပြတ်သွားတယ်နေရာကဘာမှမပါဘူးပေါ့နေကိုငါအထက်တင်ပြအောင်မလားမဟုတ်ဒီလိုလေးလုပ်ပါလားလို့လည်းမပြောကိုတော့မပြစ်နဲ့တော့ဒီနေ့မပြစ်နဲ့တော့ဟလာတက်မယ်တော့ဘာညာအဲ့လိုမျိုးပေါ့ဟိုကောင်လေးစီကကြည်စံမထွက်ခင်မင်းစားမထွက်နဲ့တော့ဘာမှမပါဘူးပေါ့လေအေးပေါ့ချီနောင်တုံနောင်လာတခုမှမပါဘူးမရှိမင်းဒါပဲပြင်းပြောချင်တော့ပြင်းပေါ့ဒါစစ်သားစကားမှလေးကိုမင်းဘာလုပ်မှလဲဆိုတဲ့စကားတော်တော်ထိတယ်တိုင်းမှုတယောက်ရဲ့လုပ်ပိုင်ခွင့်ကိုကဲမှုနော်တမျိုးလုံးကိုင်ထားတယ်ကွာတက်နေမှုရဲတွေလာဝကာတွေမိသက်တွေပြည်သူစစ်တွေအကုန်ကိုင်ထားတယ်ရှိသမျှအားလုံးစုစည်းမှုအားလုံးကိုသူထုတ်ယူပြီးအသုံးချလို့ရတယ်ပြီးတော့စုစည်းနိုင်တယ်သူ့ရဲ့ပါဝါနဲ့ပြီးလို့ရင်စကန်းကုန်းပေါ်ဟိုအရက်သားကိုလည်းစစ်တက်ခံလို့ရတယ်သူကမင်းအဲ့မှာအင်အားနဲ့အဲ့မှာအင်အားသွားဖြစ်ဆိုတော့ဟိုပြည်သူစစ်နဲ့တက်နဲ့လို့ပြည်သူစစ်ဆိုတာပြည်သူပဲလေဟန်ချက်ညီတယ်နော်သူအဲ့သူ့ရဲ့ကိုကဲမှုရဲ့သူ့ရဲ့လုတ်ပိုင်ခွင့်ဒါတခုလဲလေးစားစရာကောင်းတယ်ပေါ့နော်ဒါလည်းနောက်တစ်ခါကျွန်တော်ကြီးလီပူပေါင်းစစ်စေးကြီးလီပူပေါင်းစစ်စေးဆိုခုနကကျွန်တော်ပြောလေတက်တွေရဲ့စွမ်းပကားတွေကဒါပဲရှိတယ်ပြီးတော့အဲ့တော့ဟုတ်တယ်သူ့ရဲ့ဆိုင်လေတက်မှာအားနေတယ်ခမာလိုပဲဒါပေမဲ့စိတ်သက်ဆွမ်းရင်ပါတော့မတူခမာနဲ့မတူစိတ်သက်နဲ့ခမာနဲ့ခုနကအသေးခံမဲ့လူကြီးတော့ပါအလူရဲ့ဟုတ်တယ်ချက်သိထားတယ်ကြာဟာချက်သိထားတယ်နောက်တစ်ခါအဲ့ချိန်မှာပြည်သူလူထုရဲ့ပြည်တော်ပါဝင်မှုပြည်သူလူထုပူပေါင်းပါဝင်လို့ဒီတပွဲနိုင်တာပြီးတော့ဟိုလေကူညီတယ်ဆိုတာစားတော့တယ်မဟုတ်ဘူးဒဏ်ရာရတဲ့လူတွေကိုခုနပြောတဲ့ဟိုကူညီတယ်ဖိမလာတယ်အများကြီးလုပ်ပြီးဒါပေါ့အဲ့တော့ဒါဒီမှာအနစ်ချွဲလို့ရှင်သူကဒီတက်မတော်နဲ့ကျွန်တော်ပြည်သူနဲ့လက်တွဲလို့ရှင်တော့ဘယ်လိုရန်သူမျိုးမဆိုပေါ့နော်ဘယ်လိုရန်သူမျိုးမဆိုတာဂိဆိုင်စရာမလိုဒါဖြစ်လာနောက်ဆုံးဗာပဲကျွန်တော်တို့ခုနကသူပြောတဲ့
F16 ဆိုတာအဲ့2001ထဲကထိုင်ရ3နေတာသူတို့ဒီမှာရှိနေ3နေတာ ဘာမှမရှိဘူး အဲ့ချိန်ဆိုပို့ပြီးတော့ဗာလဲ model ကြာသေးရနော်အသစ်တွေပေါ့နော် အသစ်တွေပေါ့ အသစ်တွေပေါ့ model အမေရိကန်ရောက်ကစားတွေနေမှာပေါ့ ဟိုအသစ်တွေပေါ့နော်အဲ့တော့အဲ့ဒီဟာကြီးတော့မဟုတ်ပဲ ခုစမှာဒီလို mid တွေမရှိသေးဘူးလေ မရှိဘာမှမရှိဘူးအဲ့တော့ F7 နဲ့တရုတ် F7 နဲ့ပဲရှိတာအဲ့တော့အဲ့ဒီကောင်တော့မဟုတ်ပဲဒီဘက်ကိုမလာရဲတဲ့အဆင့်ထိအောင်ဖြစ်ဘူးတယ်ဆိုတာဒါဒီခေတ်ဒါတောင်လာသားတွေသိအောင်လို့ လူငယ်တွေ တီဗီသားလူတွေလည်းဒါသိအောင်လို့မသိသေးတဲ့လူတွေလည်းသိအောင်လို့ဒါလေးကျွန်တော်ပြန်ပြီးတော့ဒီဘက်ညှောက်ဝေးပါတယ် ဟုတ်ပါတယ်ကို7ကလည်းအားလုံးတောင်းဆိုနေကြတယ်နောက်ပြီးတော့ကို7ကလည်းတိလိုက်ရတဲ့ချက်တွေကတော့ဟိုတိုင်းချစ်ပြည်စိတ်တွေနောက်ပြီးမျိုးချစ်စိတ်တွေလည်း ဟုတ်ကဲ့ အင်မတန်ရေးကြည့်ပါတယ်စစ်လက်လက်ပစ္စည်းတွေကလည်းရေးကြည့်လို့တိုင်းပြည်ချစ်စိတ်နဲ့နော်ဗာလဲအသက်စွန့်ပြီးတော့တိုင်းပြည်ကိုကာဝယ်မယ်ဆိုတော့စိတ်သက်တည်တည်လဲဒါမရှင်နိုင်တဲ့ရန်သူကကိုယ့်ကိုမရှင်နိုင်တဲ့အရေးရှင်နေဖြစ်ပါတယ်ဆိုတော့လေမြန်မာ Nation Voice ပြည်သက်သူပြောရင်းနဲ့ကျွန်တော်မြန်မာ Nation Voice ရဲ့နိုင်ငံအရေးရှေးအောင်နောက်ပြအစီအစဉ်ကနေခဏနားပါအောင်မဗျာ Myanmar Nation Boys